ကျောင်းတက်တဲ့အခါကျတော့ကျောင်းသားလေးတွေကစားပြောတာပေါ့ဒီလိုပုံစံမျိုးကြီးဖြစ်နေတယ်အဲ့လိုပြောကြတော့တစ်ခါတလေကြတယ်ကျောင်းတက်ချင်စိတ်ပြက်လာအိမ်ရောက်ပြီဆိုရင်အဖေမြင်လိုက်ရတယ်ကျောင်းတက်ချင်စိတ်ပြန်ပေါ်လာအောင်ဘုရားစားအားပေးတယ်ကျောင်းတက်ဖို့ကစားမိဘတွေကစားပေါ့ပညာတတ်ကြီးဖြစ်အောင်လို့စူးစမ်းဖို့ဖေးခဲ့တယ် ပတ်ဝန်းကျင်ပြောတာအဲ့လိုသူလည်းမသိဘူးအဲ့တော့ဒီတိုင်းပဲပြောအောင်ပြန်ပြောပြဘူးလေသူရဲ့အားငယ်မှကြောင့်လေတော့ပြောပြ သူ့ကိုအားလုံးကပြောကြတယ်ကျွန်တော်ယူလိုက်တယ်ဆိုရင်ကျွန်တော်တို့ဘာမှမလုပ်ပေးနိုင်ဘူးချမ်းမကျွေးနိုင်ဘူးဆိုတဲ့အထောက်ထားတွေ့ရပါတယ်ပေါ့နော်အခုချိန်ထိသူ့ဘောကိုအခုခြေထောက်ကနေခြေဆုံးထိခြေစင်ပေးနိုင်အောင်စူးစမ်းနေပါတယ်ပေါ့နော်အောင်မြင်မှုရလာဆိုလည်းမကျင်းတဲ့နိုင်တွေပေါ့နော်ဒီထက်အောင်မြင်ခြင်းနေတယ်ဘာလို့ဆိုတော့ကျွန်တော်လူငယ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အောင်မြင်မှုအတွက်ကသူ့အတွက်ပဲဖြစ်ပါတယ်လို့ကျွန်တော်အတွက်ဆိုတာကြီးတီးတိုင်မရှိပါဘူးသူ့အတွက်ကအများဆုံးဖြစ်ပါတယ်ပေါ့နော် ကျွန်တော်နာမည်ကတော့ထူးရဖြစ်ပါတယ်အသက်ကတော့22နှစ်ပါ ဘယ်လိုရမလဲ နားကြည့်နားရဲ့စနမည်တော့ တမရလာရောက်ရှိတာအသက်23နှစ် ဒုရဘောင်ပဲလှပ်စားခဲ့ရဆိုရင်တတိပြည့်ပေါ့ဒီနေ့နှစ်နေ့ကပြန်ပါပဲပထမဆုံးကတော့သူကကွန်မိုနီမှာမိုးစိတ်ရုံမှာလှုပ်တယ်ကျွန်တော်ကစီစုတင်တဲ့ကြောင့်လိုက်တာရစီစုတင်တဲ့ကြောင့်မတင်တဲ့တက်နေတယ်အဲ့ဒီကတော့ဖြည်းဖြည်းချင်းနဲ့စထိုးတော့တာပေါ့ကြာနောက်ပိုင်းမှာကိုကစပြီးထိုးတဲ့အတွက်ကြောင့်နောက်ပိုင်းကျတော့မှားအဲ့လိုကများလာတဲ့အတွက်ကြောင့်ဒီအိတ်လေးတွေရောက်ဖြစ်လာပေါ့ပထမတော့ဒီအိတ်လေးထိုးမယ်ဆိုတာလည်းမရည်ရွယ်ပါဘူးတိတ်အရင်တော့ဝါရနာပါတယ်မထိုးဖြစ်ဘူးနေမှာဆိုတော့ပစ္စည်းအပိုးချနေဆိုတော့စမပြေမှကြောက်လို့မလုပ်ခဲ့ဘူးဒီရန်ကုန်မှာကျတော့ဒီအိတ်လေးတွေကိုထိုးရင်နဲ့ကိုကအော်ရာများရဲ့အတွက်ကျေးဇူးတင်ပါတယ်လို့အော်ရာမှာလေးတွေကိုကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တနေ့တာဖြစ်တန်းတဲ့ပုံစံဆိုရင်အိတ်ထိုးတယ်တနေ့ကကျွန်တော်ကကြောက်ပလန်ချထားတယ်မနေ့9နာရီကနေရော10နာရီကြီးကိုအိတ်ထိုးတယ်7နဲ့7ကကြတော့ထမင်းခဏစားတယ်လူငယ်တဘာဝဂိမ်းစော့မယ်ဖုန်းကြည့်မယ်12နာရီနဲ့17နာရီကတော့အဲ့လိုလုပ်တယ်တနာရီကနေရောသူက9နာရီပဲမှာဆိုတော့9နာရီတည်းကအိတ်ထိုးတယ်ဟိုတကယ်ညောင်းနေဆိုတော့ခဏတစ်ဖြုတ်နားတယ်အဲ့လိုပေါ့အဲ့လိုဖြစ်တတ်ပါတယ်စီးတွေတက်ပြီးကျိုးတွေတက်ပြီး နော်အဲ့သူထူဖေးမကူညီရရဲ့တော့မရှိဘူးပေါ့သူကအများဆုံးဖေးမကူညီကျွန်တော်လိုအပ်ချက်မှန်တယ်မျိုးသူလိုက်ဖြစ်ပေးတယ်ပြောမယ်ဆိုအမားတယောက်ရတယ်လို့ပဲအိမ်မှာအမားတွေရှိတယ်ဒါပေမဲ့သူကအမားတယောက်ရတယ်လို့ပဲမိမပြောတာသူကကျွန်တော်အမားတယောက်လို့ပဲအကုန်လုံးအဆဆရရသူပဲလိုက်ဖြည့်ဆည်းပေးတယ်ကလေးစိတ်ပဲရှိအောင်ပဲကျွန်တော်တို့ညှောင်းလုံးသူကလည်း20ရွယ်ကျွန်တော်လည်း18နှစ်ရွယ်ဆိုတော့သူပြိုကစားရွယ်ပဲရှိသေးတယ်အဲ့ချိန်မှာပေါ့ယူမယ်လို့လည်းမတွေးထားဘူးကျောင်းကလည်းကျွန်တော်တစ်ဖက်နဲ့မပြီးသေးဘူးအကြောင်းအိမ်အောင်ကြာတာပေါ့နော်အိမ်အောင်ကြာပြီးတော့လေအခုချိန်ကြီးဟိုသူများရတော့ပြက်မဲကွဲမဲပါညာတော့ထင်ကြတယ်ဒါပေမဲ့ကျွန်တော်တို့မြင်ရတယ်အခုချိန်ကြီးတည်တဲ့အထိမကွဲပါဘူးလို့ ဒီတိုင်းပဲဟိုပဝင်းချင်းပြောရလဲစိတ်တယ်ထားမနေနဲ့လေအဲ့တိုင်းပဲ အပေးစကားပြောပါတယ်ဟုတ်ဆိုသူများပြောတိုင်းဟောလုံးနေနဲ့ပြောချင်းပြောကျွန်တော်ပဲပြောတယ်အရင်မိသားစုငေါ့တယ်တရားမှမခံဘူးတို့အတော်အမဆာသူ့ငေါ့တာခိုင်းတာလေးတိတိလေးခိုင်းတာတော့ကျွန်တော်မကြိုက်ဘူးကျွန်တော်ပဲပြောတာအဲကြောင့်အိမ်နေလေးခဏနာရန်ဖြစ်တယ်အိမ်နေလေးကျွန်တော်မတည်ဘူးဘာလို့ဆိုသူ့ပေါ်ချစ်တဲ့အချိန်ကဘသူပဲဘာပဲမိဘာပဲပြောသူ့ကိုမပြောဘူးကျွန်တော်ကိုယ်တိုင်ပဲသူ့ကိုပြောမယ်ပြောချင်းပြောကိုယ်ပဲပြောမယ်ဆူချင်းစုကိုယ်ပဲဆူမယ်ဘူးမှလာမဆူနဲ့သူမိဘဆူတော့မကြိုက်ဘူးပြကျွန်တော်ချင်းချင်းပြောမယ်ကျွန်တော်ဖေသူ့ကိုဆူလေကျွန်တော်မကြိုက်ကိုယ်ပဲဆူကျင်တယ်ကိုယူထားရဆိုကိုယ်ပဲစိုးကောင်းကိုယ်ပဲခံမယ်မိသားစုမဖြစ်နေပေါ့ကျွန်တော်じゃသူ့ပေါ်ငေါ့တာလေးမပြောနဲ့ဘေးသူကမျက်စောင်းနဲ့ထိုးရအောင်မကြိုက်ဘူးယောက်ျားလေးမျက်လုံးလေးနဲ့ကြည့်ရအောင်ကျွန်တော်မကြိုက်ခဲ့ဘူးအခုချိန် ပဝင်းချင်းပြောတာအဲ့လိုသူလည်းမသိဘူးအဲ့တော့ဒီတိုင်းပဲပြောအောင်ပြန်ပြောပြဘူးလေသူရဲ့အားငယ်မှကြောင့်လေတော့ပြောပြထမင်းလည်းချက်ပေးထားတဲ့တိုက်ခါသလေးတော့ပေါ့အဝိတွေပါတယ်အဲ့လိုပြန်လာတဲ့အချိန်မှာချော်ရတယ်စားချင်တဲ့ဟာတွေအဲ့လိုလုပ်ပြီးထားရတာပေါ့ ပညာရေးနဲ့ပတ်သက်ရင်တော့10တန်းတက်ခဲ့ပူတယ်ကွန်ပျူတာတင်တန်းနေရတော့3လတခါလဲတက်ပြီးသွားပြီခု
6လတစ်ခါပဲတက်ပြီးသွားပြီကွန်ပျူတာပိုင်းလည်းမဟုတ်ဘူးပေါ့နော်မားကတ်တင်းပိုင်းလည်းရမယ်ပြီးတော့သူကကျတော့စတိုကန်လည်းရမယ်ပြီးတော့ကချာပိုင်းလည်းရမယ်ပေါ့နော်ငွေကန်ကွန်ပျူတာအစကွန်ပျူတာပိုင်းနဲ့ဆိုရင်အကုန်လုံးပေါ့နော်ဟိုကျွမ်းကျင်မဟုတ်ရင်တော့ basic နဲ့အလဲလဲပဲတက်ပါတယ်လို့အခုကလှုပ်6တယ်လှုပ်6ရစင်မပြေတော့အားငယ်လာတယ်သူကမခန်းကြဘူးတချို့အလုပ်တွေကကြတော့အင်တာဗျူးကိုခေါ်တယ်လူတွေကပင်ပန်းတယ်တခါတည်းကျွန်တော်မျိုးရဲကြီးသွားတယ်သွားပြီးတော့အဲ့ကအင်တာဗျူးရောက်ပြီဆိုတာနဲ့သူကလူကိုကြည့်ပြီးတော့အင်တာတော့ view ပေးပါတယ်၄၅လုံးလောက်မွေးပြီးပြန်လွှတ်လိုက်တယ်ဟာရှိခဲ့တာပေါ့အားကြလေအမောဆိုတာပေါ့ကိုကနှစ်ဖူးကနေခြေပြားတိကြအောင်သွားရတယ် YPC ရတဲ့ဒုက္ခခံခဲ့ရတယ်အဲ့ကြားထဲမှာသူကအဲ့လိုကြီးလှုပ်တော့ကိုရဲပို့ပြီးစိတ်တက်ကလည်းကြလာနောက်ဆုံးကြတော့လုံးမချောက်ရှင်တော့ဘူးလို့လှုပ်ချောက်နေကိုပဲစိတ်တက်ကြမှာစိတ်တက်ကြတဲ့အခါကျရင်ကျွန်တော်ကကျစိတ်တက်လုံးလုံးကြရင်သူကလုံးလုံးလဲပုံကြတယ်အဲကြောင့်လုံးမချောက်တော့ဘူးလို့ဒီဟမ်းမဲအိပ်ပဲထိုးလိုက်တော့တယ်ခုနောက်ပိုင်းသူများလှုပ်လည်းမလှုပ်ချင်တော့ကိုလှုပ်ပဲကိုလှုပ်တော့ပါမယ်လို့သူများနဲ့မတူဆိုတော့သူများနဲ့ကိုလုံးလုံးတော့မတူအောင်ထိုးပါတယ်အခုရောင်ဆက်ပုံအားစအကွက်ကလေးထိုးပုံအားစသူများနဲ့မတူအောင်ထိုးတယ်သူများကချင်ကွက်ဆိုကွက်တခြားကွက်ကလေးလိုက်ထိုးတယ်ပေါ့နော်သူတို့ပုံစံမျိုးနဲ့တော့မတူအောင်ထိုးတယ်တချို့ကလေးတဲပုံနဲ့ထက်လေးပါတယ်ပြီးတော့တောင်ကွက်ကလေးတွေပါမယ်စစ်တုကန်လုံးလေးတွေပါမယ်ပေါ့နော်ပြီးရင်ညင်းချောင်းလေးတွေပါမယ်ပေါ့အများကြီးတော့ထိုးခဲ့ပါတယ်ကျွန်တော်စပိုးရင်းပေးမယ်မနွေညီကျော်ဆိုတဲ့အမတယောက်တော့တော်ထဲမှာလည်းရှိပါတယ်သူကအကုန်လုံးကိုအစားဆက်ရလိုက်ပြီးတော့ကုညီပေးနေပါဈေးရောက်နဲ့အစားဆုံးကုညီပေးနေပါတယ်သူဘယ်လိုလောက်ကျေးဇူးတင်ရမှာမလဲအခုကျွန်တော်တို့ဆိုအရင်ကြီးအောင်ထုတ်ပေးထားတယ်အခုပေါ့နော်အခုကုန်ညမ်းလေးတွေကကြတော့လက်လီလက်ကားရှိရယ်လက်လီဝင်ဈေးကြီးရယ်လက်လီဝယ်လို့တကယ်ထိုးလို့ရောင်းလိုက်တယ်ဆိုမမြတ်ဘူးအနည်းဆုံးမြတ်တယ်ကျွန်တော်တို့9000လောက်ပဲမြတ်တယ်အဲ့ဒါတော့9000လောက်ဆိုတော့အမဖြစ်ဘူးတဲ့သူလက်ကားပဲဝယ်လိုက်လက်ကားဝယ်ရင်ကြားတဲ့မြတ်ပတ်စံသူအကုန်လုံးပေးမယ်ပေးပြီးတော့တကယ်လို့အဆင်ပြေမှပြန်ပေးအဲ့ကမှရခုဈေးရောင်းပုံဈေးရောင်းနည်းအစားကောမတ်ကစားသူလိုက်ပြီးတော့လိုက်လုပ်ပေးနေတယ်အဲ့ကမှရဟုတ်တနေ့တာလုပ်ဆိုလုပ်တယ်ကောမတ်တွေရေးတယ်တချို့ကောမတ်တွေကဗလိန်းနေဟာရှိတယ်တချို့ကောမတ်တွေကကြတော့ကောင်းနေဟာလေးရှိတယ်တကယ်လို့လာဝယ်ခြင်းလဲကျွန်တော်ကရောင်းပေးတယ်တချို့ဟာကြတော့မယုံကြည်ဘူးဘူစီလေးပြောတယ်ပြောပြီးတချို့ဟာကြမယုံကြည်ဘူးတချို့ဟာကြအချိန်ကြာလို့ဆိုရမှကြဘူးအချိန်ကတော့ကြာမှာပဲဘာလို့လဲဆိုတော့ကျွန်တော်တို့လက်နဲ့ထိုးရတယ်ဆက်နဲ့ထိုးရတဲ့အခါမဟုတ်တော့နည်းနည်းကြာမယ်ဟမ်းမိတ်ဆိုတော့လေအများကြီးထိုးရတာပေါ့ဟိုတစ်ခုနဲ့တစ်ခုက2နာရီ3နာရီလောက်ကြာတဲ့အခါကျတော့ထိုးရတာတော့နည်းကြာတာပေါ့ရှိတာပေါ့ကျောင်းတက်တဲ့အခါကျတော့ကျောင်းသားလေးတွေကစားပြောတာပေါ့ဒီလိုပုံစံမျိုးကြီးဖြစ်နေတယ်အဲ့လိုပြောကြတော့တစ်ခါတလေကြတယ်ကျောင်းတက်ချင်စိတ်ပြက်လာအိမ်ရောက်ပြီဆိုရင်အဖေမြင်လိုက်ရတယ်ကျောင်းတက်ချင်စိတ်ပြန်ပေါ်လာအောင်ဘုရားစားအားပေးတယ်ကျောင်းတက်ဖို့ကစားမိဘတွေကစားပေါ့ပညာတတ်ကြီးဖြစ်အောင်လို့စူးစမ်းဖို့ဖေးခဲ့တယ်စပိုးရင်းနဲ့အများကြီးပေးခဲ့ပါတယ်တခုချီတာအမအကြီးဆုံးပြီးကလေးကကြတော့ကျွန်တော်ကကြတော့ပညာရေးပိုင်းမှာလုံးဝကိုစိတ်မဝင်စားတော့အမအကြီးဆုံးကကြတော့အမကြီးမိရဆိုရင်အဲ့ကအမကျွန်တော်ပုံမှာအရင်ချစ်ခဲ့ပါတယ်အဲ့ကအမဆုံးသွားတဲ့အခါကျတော့ပညာရေးပိုင်းကိုလုံးဝကိုလှည့်မကြည့်တော့စာရေးလည်းမလိုက်နိုင်တော့ဘူးစာရေးလည်းမလုပ်တော့ဘူးအဲ့ကလေးကကြောင်လည်းဖြစ်သွားတယ်ရောင်လည်းဖြစ်တဲ့အခါကျတော့နောက်ဆုံးကျတော့မိမပဲရသွားတာပေါ့အကောင်းဆုံးဖြစ်လာဖို့ကအများကြီးကြိုးစားခဲ့ရပါတယ်ခက်ခဲလေးအများကြီးကြုံခဲ့ရနော်မြောင်လုံးကတော့မြောင်လုံးတော့ကတော့ခက်ခဲတွေကြုံခဲ့ရတယ်လို့အများကြီးလေးကြုံခဲ့ရတယ်ပတ်ဝန်းကျင်လိုက်ခက်မှုတွေလည်းကြုံခဲ့ရပါတယ်ခုချိန်ကြီးလည်းပေါ့နော်ဘဝလည်းမမေ့ဘူးအစအဆုံးတက်လာတယ်ဆိုရင်အခုဒီလိုဟမ်းမိတ်အိတ်လေးတွေထိုးနိုင်ဖို့အတွက်လည်းအများကြီးလေးကြိုးစားခဲ့ရပါတယ်ညပိုင်းကြီးဆိုကျွန်တော်တနားရီထိုး2နာရီထိုးတဲ့အထိထိုးရတယ်အိတ်လေးတွေကိုပေါ့နော်ဘာလို့ဆိုတော့သူများကိုလည်းရောင်းစီခြင်းလို့ပေါ့နော်ကိုမှလည်းဒီလိုအောင်မြင်မှုလေးရလာတော့လေအောင်မြင်မှုရလာဆိုလည်းမကျင်းတဲ့နိုင်တွေပေါ့နော်ဒီထက်အောင်မြင်ခြင်းလေးတဲ့ဘာလို့ဆိုတော့ကျွန်တော်လူငယ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အောင်မြင်မှုအတွက်ကသူ့အတွက်ပဲဖြစ်ပါတယ်လို့ကျွန်တော်အတွက်ဆိုတာကြီးတီးတိုင်မရှိပါဘူးသူ့အတွက်ကအများဆုံးဖြစ်ပါတယ်ပေါ့နော်ညှော်လင်းချက်ကတော့ရှိပါတယ်သူကတော့အလုပ်တွေသွား6တယ်မရဘူးဆိုအိမ်မှာပဲနေဘာမှမလုပ်နဲ့အိတ်လေးတွေပဲထိုးခုဒီအလုပ်ကိုပဲသူကအောင်မြင်အောင်လုပ်ဒီအလုပ်ပဲဆက်လုပ်ပေးဘာမှမလုပ်နဲ့တွား6မိနစ်နဲ့အချိန်ကြီးကုန်နေမရတော့လေဘာလုပ်မှလည်းမတက်နိုင်ဘူးပေါ့ကိုကအကောင်းဆုံးကြိုးစားခဲ့တာပဲဆိုရင်အပိစကားလေးပြောပါအခုလမ်းစားမြင်တော့လဲသူ့အတွက်ပါပဲလို့သူမိဘတွေအတွက်ကောသူ့အတွက်ကောပေါ့နော်ဘာလို့ဆိုတော့သူ့ကိုအားလုံးကပြောကြတယ်ကျွန်တော်ယူလိုက်တယ်ဆိုရင်ကျွန်တော်သူ့ဘာမှမလုပ်ပေးနိုင်ဘူးချမကျွေးနိုင်ဘူးဆိုတဲ့အထောက်ထားတွေတွေ့ရပါတယ်ပေါ့နော်အခုချိန်ထိ
သူ့ဘောကိုခုခြေတော့ကနေခြေဆုံးထိခြေစင်ပေးနိုင်အောင်စူးစမ်းနေပါတယ်ပေါ့နော်အကုန်လုံးအစားအစာရအဆင်ပြေအောင်ပေါ့သူလိုလေးစိတ်မရှိအောင်ဖြည့်ဆည်းပေးနိုင်တဲ့အထိတော့စူးစမ်းနေပါတယ်အခုလိုမျောလင်းချက်ကလေးရလာလို့ကျွန်တော်တို့ပို့ပြီးအားတက်တာကိုအရင်ဆိုအားကြစိတ်အားငြင်ရပါတယ်စိတ်တက်တွေလည်းလုံးဝကြားခဲ့ရပါတယ်ပေါ့နော်စိတ်တက်ဆိုလုံးလုံးကိုပြင်မမနိုင်တော့အောင်ထီကိုသူကလုံးလုံးကိုကြားခဲ့တယ်တချို့အရာစိတ်တက်ကြနေတဲ့အချိန်သူ့ကိုမပြောဘူးသူ့ကိုပြောတဲ့အခါလောက်ပြမတဲ့အခါကျရင်သူပို့ပြီးတော့စိတ်တက်ပူကြတော့မှကြောက်လို့ကိုကြတာအကြောင်းရှင်မိန်းကလေးကြမှာကိုဇနီးလေးကြတော့မှကြောက်လို့ဘာမှမပြောခဲ့ဘူးတချို့ကရဲ့သူကစင်ပြေလားမေးရကိုကတော့ရှင်ထဲမှာတော့စင်ပြေခဲ့ဘူးဒါပေမဲ့သူခြေရောက်ရင်တော့စင်ပြေတလူလေးပဲနေလိုက်တယ်ဟောဆိုသူကပို့ပြီးစိတ်တက်ကြမှာကြောက်လို့လေဟုတ်အော်လာလေးတွေတင်နိုင်ပါတယ်လို့ပြီးတော့ကျွန်တော် Facebook page လေးလည်းအကောင့်လေးလည်းဖွင့်ထားပါတယ်ဟောထူးအောင်ဆိုလည်းနာမည်လေးနဲ့ပေါ့နော်ကျွန်တော်6ထားပါတယ် TikTok ကတော့နှစ်ကိုတူတဲ့အိမ်မက်ဆိုတဲ့အကောင့်မှာပဲရှိပါတယ်ခင်ဗျာဖုန်းနံပါတ်က39966449နဲ့ပါတကယ်လို့ငွေလွှဲမယ်ဆိုရင်လေဘူးစီလေးပြောပြီးမှလွှဲပေးပါလို့ပြီးရကကြကျွန်တော်ဖုန်းနံပါတ်ကလည်းတစ်လုံးပဲတုံးပါတယ်တခြားလူတွေဖုန်းခေါ်တယ်ဆိုရင်ကျွန်တော်ဟောင်းမဟုတ်ပါဘူးကျွန်တော်အတန်နဲ့ကျွန်တော်ဘူးစီမှမမြင်ရပတ်စံလည်းမလွှဲပါနဲ့လို့တွားပြောတယ် order လည်းမတင်ပါနဲ့လို့ကြိုပြောပြရစီခင်ဗျာ